လိုက်ကြမှာလူသားအားလုံးရှုံးတချီနိုင်ကြလေဘဝရဲ့လောကရန်တရားတွေရှင်ဆိုင်လှူရှာယုကံယုကံနေရလေတော့ဤလောကလူကဘာသစ္စာတရားလက်ကင်ဓမ္မအမှားဟုသမျှကင်းกว่าအယူဆဟုသမျှတူတဘလူဘဝဆိုတာတကယ်တော့တဏှာ